Hello မင်္ဂလာပါ Daily တို့ရေဒေါ်နာကျတူတွေမှာကြိုဆိုလိုက်ပါရကဲဒီနေ့မှာတော့မိဖို့ကြောင့်တော့အင်ရှင်မမတွေအတွက်စတီးပေစင်လေးနဲ့မိတ်ဆက်ပေးသွားကြပါရရှင်ကဲအခုပထမအဆုံးပြပေးသွားမယ့်ဒီဇိုင်းကတော့စတီးပေစင်အကန့်နှစ်ခွက်ကိုမှဘေးတစ်ဖက်မှာဆိုလို့ရှိရင်ပစ္စည်းတင်လို့ရတဲ့ဘန်းလေးပါတယ်နှစ်ခွက်တစ်ပန်းဒီဇိုင်းလေးပဲဖြစ်ပါတယ်ဒီဒီဇိုင်းလေးဆိုလို့ရှိရင်ခွက်ကိုလည်းသူကစတီးရဲ့ထူသားကိုသုံးပေးထားပြီးတော့ဇောင်းအနှက်ကိုလုပ်ပေးထားပါတယ်ရှင်ဒီဇိုင်းကတော့ Riot King ဒီဇိုင်းပါ Riot King ဒီဇိုင်းကိုမှဒီဘန်းလေးဆိုလို့ရှိရင်လည်းသူကတန်ရှင်းလောက်ရလွယ်ကူအောင်လိုင်းစင်းလေးနဲ့ပုံဖော်ပေးထားတာပဲဖြစ်ပါတယ်ရှင်နောက်ပြီးတော့သူ့ရဲ့အားတာကြဆိုလို့ရှိရင်ညီမတို့ဒီ weight ဆိုလို့ရှိရင်လေညီမတို့သုံးတဲ့အခါမှာအတွင်းထဲမှာ3မီတာစားခြင်းစားကြံလေးတွေကိုလွတ်ပြစ်လွယ်အောင်ဒီချင်းစကားလေးလည်းထည့်ပေးထားပါတယ်ရှင်အရန်ကိုမိုက်ပြီးတော့အသုံးပြုတဲ့အခါမှာတည်တည်တက်တက်လေးနဲ့ nice နဲ့အရန်ကြပါတယ်เนาะကဲအခုပြပေးနေရကတော့နှစ်ခွက်တစ်ပန်းဒီဇိုင်းလေးပဲဖြစ်ပါတယ်ကဲအခုညီမတို့နောက်ထပ်တစ်ခွက်တစ်ပန်းနေရာချင်းလို့တစ်ခွက်တစ်ပန်းသုံးချင်တဲ့ချစ်လေးတွေအတွက်ဒီဒီဇိုင်းလေးလည်းပြပေးသွားပါမယ်ဒီဒီဇိုင်းကတော့အခုနောက်ပိုင်းမှာအသစ်ထွက်ထားတဲ့စတီးပေစင်တစ်ခွက်ကိုမှသူကဘေးမှာဆိုလို့ရှိရင်ဒီဇိုင်းအစမ်းလေးပုံဖော်ပေးထားတာပဲဖြစ်ပါတယ်ရှင့်စတီးပေစင်ဇောင်းနဲ့ကိုမှဘေးတစ်ဖက်မှာဆိုလို့ရှိရင်ညီမတို့ဒီစတီးအတုံး၄တောင်အတုံးလေးတွေကိုဒီဇိုင်းဖောက်ပေးထားတာပါဒီဘန်လေးဆိုလို့ရှိရင်လည်းညီမတို့ပစ္စည်းပကံဆေးတဲ့အခါအရန်ကိုအဆင်ပြေပါတယ်ရေဆေးပြီးသားပကံလေးတွေကိုဒီဘန်လေးတွေပေါ်မှာရေးစစ်ပြီးတော့လည်းအသုံးပြုလို့ရပါတယ်ရှင့်ဒါကတော့၄တောင်အတုံးဒီဇိုင်းလေးပဲဖြစ်ပါတယ်နောက်ပြီးတော့သူ့မှာဆိုလို့ရှိရင်တစ်ခွက်တစ်ပန်းဟိုမှာရွေးချယ်စရာဒီဇိုင်းလေးလည်းရှိပါတယ်ရှင့်ဒါကတော့ရက်တောင်ပုံစံအကားဒီဇိုင်းလေးပဲဖြစ်ပါတယ်ဒီဒီဇိုင်းရဆိုလို့ရှိရင်ချက်ကကလေးတွေအနေနဲ့လိုင်းစင်းကြိုက်တဲ့ချက်လေးတွေအတွက်ဒီကောင်လေးလည်းထပ်ပြပေးလိုက်ပါတယ်သူဆိုလို့ရှိရင်လည်း Riot King စိတ်ကိုမှစတီးသားအထူကိုစားအနဲ့သုံးပေးထားပါတယ်ရှင့်ဒီကောင်လေးရဲ့ size ကဆိုလို့ရှိရင်3ပေကျော်ရှိပါတယ်အကယ်ချက်ကကလေးတွေရဲ့အိမ်ကနေရာကျယ်လို့မိဖို့ကြောင့်နေရာလေးတွေကျယ်လို့အသုံးပြုမယ်ဆိုလို့ရှိရင်လည်းဒီဒီဇိုင်းကိုနေရာကျယ်မှာထားပြီးအသုံးပြုလို့ရပါတယ်ရှင့်ဒီဒီဇိုင်းလေးပြင်ကိုနောက်ထပ်ဒီဇိုင်းလေးတစ်မျိုးရှိပါတယ်ဒါကတော့ဒီစတီးအစင်းအချောင်းကိုများများသုံးပေးထားတဲ့အကွက်အဆန်းလေးပဲဖြစ်ပါတယ်เนาะဒီတစ်ချောင်းလေးရာဆိုလို့ရှိရင်ညီမတို့တန်ရှင်းလောက်ရတာအရန်ကိုလွယ်ကူပါတယ်ရေလုံးဝမတင်ပါဘူးเนาะဒီအချိုင်လေးတွေပါတဲ့အတွက်တန်ရှင်းလောက်တဲ့အခါမှာလည်းဘန်းတစ်ခုလုံးကိုတန်ရှင်းလောက်တဲ့အခါမှာလည်းအရန်ကိုလွယ်ကူပါတယ်ရှင့်ကဲညီမတို့တစ်ခွက်တစ်ပန်းလေးပြပြီးသွားပြီဆိုတော့နောက်ထပ်နှစ်ခွက်ပေစင်လေးလည်းထပ်ပြီးပြပေးလိုက်ပါအောင်မယ်ဒီပေစင်လေးရာဆိုလို့ရှိရင်ချက်ကကလေးတွေအနေနဲ့ဘန်းပါတာမကြိုက်ဘူး stainless steel သားကိုမှအထူသုံးချင်တဲ့ချက်လေးတွေအတွက်ဒီကောင်လေးလည်းထပ်ပြပေးလိုက်ပါတယ်เนาะဒီဒီဇိုင်းလေးဆိုလို့ရှိရင်လည်းအရန်ကိုမိုက်ပြီးတော့စတီးသားကိုမှဇောင်းနဲ့အထူသုံးပေးထားပါတယ်သူ့ရဲ့အားသာချက်ကတော့ညီမတို့ဒီကလီစာနေရာမှာဒီစကားလေးထည့်ပေးထားပဲဖြစ်ပါတယ်ရှင်ဒီစကားလေးကြောင့်ညီမတို့တန်ရှင်းလုပ်တဲ့အခါမှာလည်းအရန်ကိုလည်းကူပါတယ်ဒီကောင်လေးဆိုလို့ရှိရင်နှစ်ခွက်ပြင်ကိုမှညီမတို့ရှိမှနောက်ထပ်တကန်းလေးလည်းရှိပါသေးရဲ့ရှင်ဒီတကတော့ညီမတို့အသုံးပြုတဲ့အခါမှာအရန်ကိုအဆင်ပြေပါတယ်သူ့မှာဆိုလို့ရှိရင်ပါဝင်တဲ့ပစ္စည်းတွေကကလီစာပါမယ်နောက်ပြီးတော့ဒီပစ္စည်းစစ်လို့ရတဲ့ဒီချင်းလေးလည်းတစ်ခုထည့်ပေးထားပါတယ်နောက်ပြီးတော့ဒီကောင်လေးတစ်ခုလည်းထည့်ပေးထားပါတယ်ရှင်ဒါကတော့ညီမတို့ပစ္စည်းထည့်ပြီးတန်ရှင်းလုပ်ပြီးအသုံးပြုတဲ့အခါမှာအရန်ကိုအဆင်ပြေပါတယ်နော်နောက်ပြီးတော့သူ့မှာဆိုလို့ရှိရင်လည်းဘီစင်ရေရှမ်းပေါက်လေးလည်းထည့်ပေးထားပါတယ်ရှင်ဒီဘီစင်လေးကတော့စတီးအသားကိုလည်း stainless steel အသားအထူသားကိုမှအဓိကထားပြီးတော့လုပ်ပေးထားတာပဲဖြစ်ပါတယ်ရှင်ကဲဒီနေ့မှာတော့ပြပေးခဲ့တာကတော့စတီးဘီစင်အသစ်ဝင်တာလေးနဲ့မိတ်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်စောင့်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်